မင်းညဂိမ်းဆော့မယ်ဆိုပြီးတော့ line တက်လာတာ BTC ကဘိုင်ဝမ်ရအောင်သားကြီးဆိုရိုက်ပြီးဒါပေမဲ့သူ့ရဲ့စာပေါ်မှာရေးဆော့ပဲ80 90 100ကျော်ဝါလိုက်စိတ်နဲ့ဖြစ်နေတယ်ဆိုပေမဲ့ဒီဘဲကိုဘယ်လိုရိုက်ပြမလဲဆိုတော့ဘယ်လိုစုံနေကြည့်လိုက်ကွာအဖိုးတွေမပြောဘူးကွာသူ့စာပါမှာတော့သူကဘောပြင်းဖြစ်နေတယ်ဘာစာပါမှာတော့သူကပေါ်ပဲကွာမရအောင်စမ်းရစံပေါင်းလေးတော့ဒါမျိုးလုပ်လို့မရဘူးโอเค ကိုယ်တိတ်မပြောတော့ဘွဲလေးပဲစစ်ကြည့်ရမယ်ဆိုရင်တော့ဘာညာပေါ့အဲ့လေ AD Blicker နဲ့တာဝါတဲ့ကိုလာကံပြမလို့လောက်တာပါဒါပေမဲ့အင်ယူတော့လည်းပြပြေးတာပေါ့ဒီကောင်နောက်ကလိုက်လာအောင်လေတစ်ဖက်ပြတီးမယ်ဆိုပြီး AC လို့ SK1 နဲ့3နဲ့ဒီကောင် AD Blicker ရဲ့တာဝါတဲ့တဲ့ရလောက်တာမရဘူးဗောလေစမ်းကြံစမ်းမောင်လေးနဲ့ကိုအဲ့ဒါလို့လုံးလို့ရကြီးလားကဲဒီမှာဆိုကျွန်တော်မြန်မာလိုပဲဖြက်ကန်လိုက်တယ်ကျွန်တော်စကေးရင်သုံးတော့ကွာဘလို့ပဲကြည့်ရပေး80ကျော်နဲ့130ကျော်နဲ့ကိုစိတ်လိုက်ဝါရပြည့်နေတော့နောက်ချနေရတော့မဆဲဘူးကွာဒီကောင်ရဲ့စာပါမြန်မာစာပါမဟုတ်တာတော့သိကြတယ်ဘာပဲဖြစ်ဖြစ် BTC ဆိုတာပြေးပွဲအိမ်မှာလောကကောင်းတဲ့ဘဲဆိုတော့လေအဲ့လေရိုက်ရတာနည်းနည်းခက်တယ်ဆိုပေမဲ့လေကျွန်တော်တို့ကတော့ထင်တယ်လို့လည်းမဟုတ်ပါဘူးအဲ့လေမြန်မာစာပါမှာဒီဘဲကိုဘလို့အပြတ်သက်ရိုက်ပြမလဲဆိုတော့ဘယ်လိုစောင့်ကြည့်ပေးဖို့လဲမျှော်လင့်ပါတယ်